ချန်ပီယံလူရမယ့်ပွဲရဂျိုရှွာဗန်အတွက်အရန်လွယ်ကူလုံးနေတယ်လို့ပဲဂျိုရှွာဗန်ရဲ့အခုလက်ရှိပုံစံကတော့အရန်ပဲပေါ်ပါလုံးနေပါတယ်သူ့အကြည့်ရတာဘာပူပင်မှမရှိတဲ့ပုံစံမှာလေ့ကျင့်မှုတွေကိုလည်းပုံမှန်တိုင်းလုပ်နေပြီးတော့အရန်ဖိအားဝင်နေတဲ့ပုံစံနဲ့မပေါက်ပါဘူးဒါကြောင့်ဂျိုရှွာဗန်ရဲ့ပရိသတ်တွေတနည်းအားဖြင့်ကျွန်တော်တို့ကလည်းဒါကိုကြည့်ပြီးတော့အရန်ကိုပျော်ရွှင်နေရပါတယ်ဒီတော့ကျွန်တော်တို့ရဲ့ fighter ကြီးသာချန်ပီယံခပတ်ရသွားခင်ဘလောက်တောင်မှပျော်စရာကောင်းသွားမလဲဆိုတာမတွေးရအောင်ပါတခါမှမပြောဘူးတဲ့အပျော်မျိုးနဲ့ပြောရမှာမလို့မတူရဲဘူးလို့ပြောတာပါဒီတော့ fighter ဘွားအခက်ခဲဆုံးပွဲမှာအခုလိုမျိုးဖိအားကင်းနေတာတော်လေးကိုပဲကောင်းတဲ့အချက်ဖြစ်ပါတယ်နောက်ပြီးတော့တတိထားပြင်ဆင်ရမှာရှိတဲ့တိုင်အောင်ဗန်ကတော့သူ့ကိုယ်သူယုံကြည်မှုပြင်းပြနေရလဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဗန်ဘောခပတ်ရနိုင်တဲ့မျောလင်းချက်ကိုအပြည့်အဝထားလို့ရပါတယ်ပုံမှန်ဆိုရင်ဗန်လိုလူငယ် fighter မျိုးကအခုလိုခပတ်ပွဲမျိုးမှာအခုလိုဝိုင်း fighter ကြီးနဲ့ရင်ဆိုင်ရမယ်ဆိုရင်အတော်တုံလုံးနေလောက်ပါတယ်ဘယ် fighter ပဲမတုံလို့ဘူးလို့ပြောရှိန်ကြောက်နေတဲ့အကြောက်တရားတွေမျက်နှာမှာပေါ်ပါတယ်ဒါပေမဲ့ဂျိုရှွာဗန်ကတော့ဒါတွေတခုမှဖြစ်မနေပါဘူးအရင်တော့သူ့ဘောဘယ်လိုပုံစံမျိုးနဲ့ဖြတ်တန်းလဲအခုခပတ်ပွဲထိုးရမယ့်အချိန်ကာလနီးကပ်လာချိန်မှာဗန်အရင်တိုင်းပဲသူ့ဘောကိုဖြတ်တန်းနေရပါဒါကြောင့်ဗန်လိုလူငယ်မျိုးကအတော်လေးကိုရှားပါတယ်အဓိကတော့ငငယ်ရွယ်နဲ့စိတ်တဲ့ကြံ့ခိုင်မှုရှိတာပါတကယ်ဆိုရင်ဗန်ရဲ့တက်ကအတော်ပဲငယ်ရင်းမှာပါတယ်ကျိုးနိုင်ငံမှာဆိုရင်ဗန်ရဲ့အရွယ်လူငယ်တွေကများသောအားဖြင့်တော့မိဘတွေကိုမိခိုနေရတော့မှာပဲဒါကြောင့်ပဲဂျိုရှွာဗန်လိုလူငယ်မျိုးရှိလာတာကလည်းကျွန်တော်တို့အတွက်အထူးယူကြိုးစားစရာတစ်ခုဖြစ်လာပါတယ်ဒါကြောင့်လူငယ်တော်မှပြန်အားကြတဲ့ဒီလိုမျိုးလူငယ်မျိုးနဲ့ရင်ဆိုင်ရမှာဆိုတဲ့အတွက်ပန်နူယာအတွက်ကလည်းသူ့ဘဝရဲ့အခက်အခဲဆုံးခပတ်ကာကွယ်ပွဲကြီးကိုတွားပြီးတော့ထိုးရမှာဖြစ်ပါတယ်မလွယ်တာကတော့ဘသူအတွက်မှဘလို့မှမလွယ်ပါဘူးဒါကြောင့်ပဲဒီပွဲမှာဘသူနိုင်မယ်ဆိုတာကိုလည်းအတိအကျခံမှန်းမှုအတော်လေးကိုခတ်ပါတယ်တေးကြတာကတော့ကြည်ဘူးသမျှသမိုင်းတစ်လျှောက်က UFC ခပတ်လူပွဲတွေမှာကြီးလို့အကောင်းဆုံးနဲ့ဖျော်ဖြေမှုအပေးနိုင်ဆုံးခပတ်လူပွဲတွေဖြစ်လာမယ်ဆိုတာပါပဲပန်နူညာနဲ့ရင်ဆိုင်တဲ့ကဗန်အဓိကထားမှာတခုပဲရှိတယ်အဲ့ဒါကတော့သူ့ရဲ့ချုပ်ကွက်ပါပဲချုပ်တဲ့ fighter ဆိုတာနဲ့ပဲချုပ်တော့ချုပ်ခံရမှာပါဒါမဲ့ဗန်တယောက်ဘယ်လိုမျိုးယုံထွက်ပြီးတော့ take down defense ဘယ်လိုလုပ်မလဲဆိုတာကတော့ပွဲကိုအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Van Breather ဆိုတဲ့အတွက်ပဲ Van နိုင်မယ်လို့ပဲခံမှန်းထားပါတယ်တကယ်လေးပဲဒီချာလေးအောင်စိုက်ပြီးတော့ကစားမယ်ဆိုရင်အနိုင်ရနိုင်တဲ့အရေးချင်းရှိတာကြောင့်ပါဒါမဲ့လာမဲ့ဒီဇင်ဘာ6ရက်နေ့ကျရင်တော့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားနေရင်ခုန်စွာပဲစောင့်ကြည့်သွားမှာပါတေချာတော့ Van အတွက်ဒီခပတ်ပွဲကစားမှာအတော်လေးကိုလွယ်လုံးနေတဲ့ပုံစံပါပဲအားလုံးကျေးဇူးတင်ပါတယ်